အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ CPG1 ရဲ့ fuel bank တိုင်းမှာအခုတန်ပြားလေးရဲ့မှာအမှတ်တန်ကြောင်အခြေအရာလေးပါတယ်တွေ့တော့အဲဒီတန်ပြားလေးမှာဘန့်အခြေအရာလေးနဲ့အခုအင်ဂျင်မှာပါတဲ့အခုတွေ့လားမြားလေးလေအဲဒီတန်းလေးနဲ့အဲ့ရလေးနဲ့တန်းဆိုလို့ရှိရင်ဒါ fuel bank တိုင်းပြင်1မှန်သွားပြီဟိုစား1လား2လား4လား3လား6လားဒါတွေကိုတွက်စရာမလိုတော့အဲ့နှစ်ခုတဲ့တယ်ဆိုတာနဲ့ဒါကတော့1တိုင်းမှန်သွားပြီဘာလို့ fuel bank တိုင်းနေမှန်အောင်တက်လို့ပြောလို့ရှိရင်fuel bank တိုင်းကျွန်တော်တို့ Cami 5.9 မှာပဲဖြစ်ဖြစ် CPG1 မှာဖြစ်ဒီ timing နဲ့မှန်လို့ရှိရင် engine ဝစ်တဲ့ပြဿနာရှိတယ် engine ဝစ်တယ်ဆို engine RPM ကျတယ်ပေါ့ဗျာအလုံးလုံးလိုက်လို့ရှိရင် engine RPM တွေကျတယ်ဘာဖြစ်လို့လဲဆိုတော့မီတိုင်မင်းစီပေးတဲ့ဥစ္စာစောပေးတယ်နောက်ကျပေးတယ်ကျွန်တော်တို့ဆက်စရာတော်တော်များများပြောတာတော့မီတိုင်မင်းပေါ့ဗျာမီတိုင်မင်းများတယ်မီတိုင်မင်းနဲတယ်မီတိုင်မင်းများရင်ဘာဖြစ်တော့ခောက်တန်ထွက်တယ်မီတိုင်မင်းနဲရင်မီးကိုဖြူလိုက်မယ်ပေါ့အဲ့ပြဿနာတွေမဖြစ်အောင်လို့ timing setting ကိုမှန်တက်ဖို့ဒါပြောပြပေးတာတည်ပြီးသားသူတွေအတွက်ကြော်သွားဖို့လိုအပ်ပါတယ်မတည်သားသူတွေအတွက်တော့ရှင်းပြတာဖြစ်ပါတယ်ပေါ့နော်အခုကကြတော့အစောတော့ timing အမှတ်လေးတင်တက်ရမှာမဟုတ်ဘူး fuel bank မှာတော့အချက်နှစ်ချက်ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တပည့်ကိုဒီနောက်မှာလဲသူက timing line လေးပါတယ်ပေါ့နော်အမီ timing အနေအများကိုချိန်ညှိလို့ရတဲ့ line လေးပါတယ်နက်လေးလုံးနဲ့ဆွဲထားတယ်ပေါ့နော်ပန်ဖလန်ဟောင်းစင်နဲ့ပေါ့အဲ့ပန်ဟောင်းစင်နဲ့သူကဆွဲထားတယ်အခုစောကပြောသလိုပဲမီတိုင်မင်အနေအများမရှိဘဲနဲ့တိတိကျကျတက်နိုင်မှသာအင်ဂျင်ကမီကိုပြောင်းမယ်ဆက်တန်ရှင်းလင်းဖြစ်မယ်အင်ဂျင်ဝင် RPM တွေကျသွားတယ်အင်ဂျင်ဝစ်သွားတာတော့ဘာလို့မရှိဘူးမီတိုင်မင်အနေများကြောင့်လည်းအင်ဂျင်ဝစ်နိုင်ပါတယ်เนาะဟိုက်ဒရိုလစ်ပိုင်းတွေကျန်တဲ့ပြဿနာတွေကြောင့်မဟုတ်ဘဲနဲ့ဒီမီတိုင်မင်အနေများကြောင့်လည်းအင်ဂျင်ဝစ်နိုင်တယ်အဲဒါကြောင့်မလို့မီတိုင်မင်ပတ်တိုင်မင် fuel bank တွေဖြုတ်ပြီးတော့ပြန်တက်ပြီးမှတချို့ကျတော့အင်ဂျင်ဝစ်သွားတာတော့ဘာလို့ပြဿနာရှိတာမလို့ဒါကိုတေချာလေးရှင်းပြပေးတာပါเนาะတီဗီသားဆရာသမားတွေအတွက်ကတော့မလိုအပ်ဘူးမသိသေးတဲ့ညီငယ်တွေအသုံးပြုတာအတွက်ပြောပြခြင်းဖြစ်တယ်အခု fuel bank တိုင်မှာဆိုလည်းဒီအမှတ်လေးနှစ်ခုကလည်းတက်ဖြစ်နေရမယ်ဒါဆိုရင် fuel bank အစိုးရပြောထားတဲ့တန်များလေးမှာပါတဲ့အမှတ်လေးနဲ့အင်ဂျင်မှာပါတဲ့အမှတ်လည်းတက်မယ်အဲ့နှစ်ခုတက်ပြီဆိုရင်ဒါ fuel bank အပိုင်းကတော့ပြီးသွားပြီအခုအင်ဂျင်ပိုင်းလာပြီအင်ဂျင်အပိုင်းမှာကြတော့အင်ဂျင်မှာကျွန်တော်တို့ကအားလုံးဆက်စရာတွေတည်ပြီးသားပဲဖြစ်တဲ့အပိုင်းလေးကိုပြောမယ်1နဲ့6ပေါ့နော်1ဖြစ်နေပြီဆိုလို့ရှိရင်1နှစ်ပါးလုံးလွတ်မယ်နံပါတ်6ကတော့သူကနှစ်ပါးလုံးထောက်နေမှာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကအင်ဂျင်ကနံပါတ်1ရောက်ပြီလို့ယူဆလို့ရပြီသို့ပေမဲ့နံပါတ်1တစ်ခုတည်းနဲ့ကျွန်တော်တို့ကဒီ timing ကပြီးမသွားဘူးဒီ CPG1 engine လေးမှာဆိုရင်12 degree C before 12 degree C ပေါ့ဗျာပြောမှဆိုလို့ရှိရင်before engine မီးပေါက်စင်မရောက်ခင်မှာ before ဒါ compression stroke ကိုရောက်နေတာပေါ့ compression stroke ရောက်တဲ့ချိန်မှာ before 12 degree C မှာပဲဒီပန့်ကိုထိုးတက်ရမှာ12 degree C ကလည်းအစောမှာ engine ပူလီ engine ရဲ့ရှေ့မှာတန်ကုန်လေးရှိတယ်ဗျအဲ့မှာ engine ရှေ့ grind ပူလီအမှတ်မှာသူက6ရယ်12ရယ်20ရယ်ဆိုပြီးပါတယ်အဲ့12ဆိုတဲ့12 degree တက်တဲ့ကိုထားလိုက်လို့ရှိရင်ဒါက engine လည်း1ဖြစ်နေမယ်ဒီ12 degree လည်းတက်ဖြစ်နေပြီအစောကကျွန်တော်ပြတဲ့ fuel bank ရဲ့တန်ပြားမှာပါတဲ့မြင်းချောင်းလေးကလည်းတက်ဖြစ်မယ်ကျွန်တော်တို့ engine မှာတက်တဲ့